ဖះရှင်ကခေတ်သစ်ပံကအခုရှာဖွေတွေ့ရှိခဲ့တဲ့အရာတစ်ခုကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကကြိုရှင်းပြခဲ့သလားခေတ်သစ်ရူပဗေဒအညာအရာစစ်ကြောလာတဲ့အရာအားလုံးဟာအမြဲတမ်းပြောင်းလဲနေတယ်ဘာတစ်ခုမှအတိအမနီဘူးအံ့ဩစရာကောင်းတာကဖះရှင်ကရှေးကလေးကဒီအယူအဆကိုဟောကြားခဲ့တာပဲဗုဒ္ဓဘာသာရှင်းပြချက်ဗုဒ္ဓဘာသာမှာဒါကိုအနိစ္စလို့ခေါ်ပါတယ်အရာအားလုံးပြောင်းလဲနေတယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာစိတ်တူတွေတောင်တွေကျယ်တွေတောင်မှပါပဲဖះရှင်ကစက်ကြောလာထဲမှာဘာတစ်ခုမှအမြဲတမ်းတည်တတ်မနေဘူးလို့မိန့်တော်မူခဲ့တယ်သိပ္ပံနဲ့ဆက်ဆက်ချက်ခေတ်သစ်သိပ္ပံကသဘောတူပါတယ်အတမ်တွေကအမြဲလှုပ်ရှားနေတယ်ကိုယ်ခန္ဓာတွေကဆဲလ်တွေကအဆက်မပြတ်တည်ဆုံးပြီးအစားထိုးထိပေါ်နေတယ်ကျယ်တွေတောင်မွေးဖွာပြီးတည်ဆုံးနေတယ်ဒါကြောင့်ဆယ်နှစ်ကကိုဟာအခုတော့မရှိတော့ဘူးကိုယ်ခန္ဓာနဲ့စိတ်ကလုံးဝပြောင်းလဲပါပြီဒါကြောင့်ပဲဖះရှင်ကမတီမဲတဲ့အရာတွေကိုတွေ့ကပ်ဖို့ကြိုးစားရင်ဒုက္ခဖြစ်လာတယ်လို့မိန့်တော်မူခဲ့တာပါ like follow လုပ်ပေးခဲ့ကြပါအောင်ကြည့်စပါခင်ဗျာ